ရှေ့တစ်ဖက်ကပိတ်ရတေတော့ဟာရှေ့တော့ဘုရားနှစ်ရက်လုံးသွားတာပေါ့နော်ဘုရားသွားချုပ်ကုန်မဲဆိုပြီးဘုရားသွားမနေ့9 နာရီလောက်ဆိုဘုရားရောက်တော့ပိတ်ရတေဆိုတော့ဘယ်လိုပဲဖြစ်ဘုရားမှာလူများတယ်တော့49နည်းနည်းတည်ရမလားလူချင်းတဲ့နေရာမှာဘုရားရှိခိုးမဲ့ဆိုပြီးနေရာလိုက်ချတာနေရာလိုက်ချတဲ့အချိန်မှာဘယ်နာမှသွားရဘယ်နေရာလိုက်ချဆိုပဲနောက်ဘက်ဆောင်တဲ့ဒီဘက်ကိုလာအဖဘုံမင်းကောင်နဲ့ဒီဘက်ကနေလာလို့ရှိရဲပါလေမာအများဆုံးရွေးချတဲ့နေရာလေအဲ့ဘက်နေရာရဲ့လေရှိဟိုပါလေအဲ့နာမှာဖျားလေးတဆူရှိတယ်66ကားကြီးပြအဲ့ဒီနေရာလေးမှာဝင်ပြီးတော့ချစ်ခိုးအဲ့ဒီနာနဲ့နဲ့အတွင်းပိုင်းရောက်တော့ဟာဒီလားလူသိမ့်မရှိဘူးအမှန်ကမှဖျားထိုင်ရှစ်ခိုးနေတော့တည့်အဲ့ဒီဟာအထဲနဲ့အောက်မှာတော့လူ1ယောက်2ယောက်တော့ထိုင်နေပေါ့အဲ့လိုဖျားရှစ်ခိုးပြီးတော့နည်းနည်းလေးကြာနေပါပြီဒီလားနေငေးပိုင်းလောက်လဲနေငေးပိုင်းတော့ဆိုတော့ဘုံနဲ့ဆိုလူတယောက်အဲ့ဒီဆောင်နဲ့ဝင်ချလာပြီးလို့ဟဲ့တဲ့သမီးတဲ့ဟဲ့တဲ့ဆရာနဲ့တွေ့ရတာကန်ကောင်းတာပဲကြည့်စမ်းဆရာနဲ့တွေ့ရတာကန်ကောင်းတာပဲတဲ့ဒီဆောင်နဲ့ဆရာမြဲတဲ့ဖះလာချစ်ခိုးနေကြတယ်ဖះစာအုပ်တွေလိုတဲ့ဆရာလူထားတာအတိလားတဲ့ကောင်းတဲ့ချစ်ခိုးတဲ့သမီးရတဲ့ဆိုပြီးပြောပြီးဆိုကွယ် तू ကကိုယ့်ကိုတည်းမှာကိုမျက်နှာကြည့်ပြီးတော့တချို့သူပြောတဲ့အရာလေးတွေတချို့ကမှန်နေတာကွယ်မှန်တယ်ဟုတ်တယ်မလားတဲ့မှန်တယ်မလားတဲ့အင်းဘောနာမည်က3လုံးတော့တဲ့မှန်တယ်ပေါ့အဲ့ဒါပြီးဆိုလာတဲ့ဆရာတဲ့သမီးကိုတဲ့ဟိုဟာတဲ့ဖះချစ်ကိုတဲ့ဟာလေးပေါ့နော်တင်ပေးမှလိုက်ဆိုတော့သူဖះချစ်ကိုပြီးမြစ်တာပို့ပေးတာတွေတင်ပေးတော့ကွယ်ကိုတွေပို့နေကြတယ်နဲ့မတူဘူးပေါ့တမျိုးလေးဆိုတော့လိုက်ဆိုလိုက်တယ်ပေါ့လိုက်ဆိုပြီးဆိုသူကဆရာနာမည်စိုင်းဝနာပါတဲ့ဆရာတဲ့လိုက်တာတဲ့ဗာလဲဂုတ်ထိတ်မှာဆိုလားမသိဟောကန်းဖွင့်ထားတာတဲ့ဆရာဟိုဟာဗာလဲအဘမင်းတိတ်ခါရဲ့တပည့်တိလားတဲ့အခုခေါ်တာတွေမှန်အောင်မှန်ပါတယ်ပေါ့အဲ့တော့သမီးဟိုပေါ့နော်သမီးကိုဘောဆရာဘောမြစ်တာတက်ပေးပြီးအဲ့လိုမျိုးပြောတော့ကိုကလည်းအေးဘောပြောရဲဆိုပြီးနားထောင်နေရပါပြီးလဲပြီးဆိုပဲသူအဲ့နဲ့သူမှသူကွယ်ကိုဆူတောက်ပေးသလိုနဲ့အဲ့လိုမျိုးမြစ်တာပိုးတဲ့ဟာမျိုးလေးစိုးနေပြီးဆိုလေကိုလေ2000ထုတ်တဲ့2000ထုတ်ဆိုတော့ကိုကပါလဲပေါ့2000ထုတ်ဆိုတော့အဲ့နဲ့ဟိုလို့ပတ်စံမပါဘူးလို့1000ခွဲလောက်ပဲပါဆိုအဲ့လားဆိုရင်2000မထုံးနဲ့1000နဲ့တရွထုံးလိုက်ဆိုဘာလို့ပုတ်လဲလို့မီးလဲမဆိုမဟုတ်ဘူးတဲ့ကတော့ရှိုးတဲ့ဟိုပါတဲ့ဆရာဆိုပြီးအဲ့နဲ့ကိုကလည်းကတော့ချိုးလိုက်တယ်တကယ်ကတော့ချိုးလိုက်တယ်သလားကတော့ချိုးပြီးအပတ်စံကိုဆုတ်တာဆုတ်တာပြီးလဲသူတိုင်နဲ့မြစ်တာအဲ့လိုမြစ်တာပို့တာတွေကိုလိုက်ဆိုပေါ့ဆိုပြီးလဲဆိုပြီးအဲ့1000တော့ယူသွားရတော့အဲ့အချိန်မှာအကောင်မရတော့ကိုကမနှောကပြက်မနှောမကောင်းတော့ဘာလုပ်လိုက်လဲဆိုတော့မနှောမကောင်းတော့အဲ့အချိန်မှာတော်တော်ရုပ်ကပြက်သွားကြလားကျမကလို့ပတ်စံမပါဘူးလို့ပြန်ပေးလို့အဲ့ပြောတယ်ဆို तू ကဘာပြောမှလဲအဲ့အချိန်မှာကိုကသိရမလားမကောင်းတော့ဟိုအားလို့ပတ်စံမပါဘူးလို့မရဘူးလို့ပေးလို့မအားလို့ကျမမှာပတ်စံမပါလို့မရဘူးလို့ပြော तू ကလေမဟုတ်ဘူးတဲ့ဆရာတို့ကတဲ့သိရမလားဒီတိုင်းသမီးကိုဟောပေးတာတွေရောမမှန်လို့လားတဲ့မှန်ပါတယ်သူပြောတယ်မှန်တယ်လေတဲ့ဆရာတို့ကတဲ့ဆရာကရှိရဲတဲ့အလကားဟောပေးရင်တဲ့ပညာကြီးဆိုတာရှိရဲတဲ့အဲ့တော့တဲ့ဟိုဟာတဲ့ဗာလဲအဲ့ဒါဆိုရင်လည်း1000နဲ့ဟိုဟာမပေးဘူးဆိုလဲတဲ့အဲ့ထက်မှာကိုပတ်ဆိုင်ကိုသူ့ရှိဖွင့်လိုက်မိတာကွယ်အဲ့တော့အဲ့နေရာမှာလည်း15000ပဲပါသွားတော့9000နဲ့ပေးလိုက်တယ်ဆရာတဲ့ယူခြင်းတို့ယူတာမဟုတ်ဘူးတော့တဲ့ဒီမှာလည်းဆရာအဲ့ထက်မှာကြည့်တယ်ပတ်ဆိုင်3ခွဲတော့ပါတယ်သူ့အိတ်ကိုပြဲပြတော့ပတ်စံသိန်းခွဲတော့ပါတယ်တဲ့ဆရာယူတယ်ဆိုတာဆရာကြီးယူတာတဲ့နှောက်မဆိုတဲ့ပညာတဲ့အလဲကားလို့ဖြစ်သွားမှတိလာဟဲ့အဲ့ချိန်မှာကိုကမျက်နှာပြက်ပြီးတော့လေသလားတအားညင်းလည်းမဆန်တော့ဝဲ9000 1000တော့ပြန်ယူပြီး9000တုတ်ပေးလိုက်ဆရာတဲ့ဟိုအဲ့ဒီပေါ့နော်မာတဲ့နှံ့မှန်နေတဲ့ဆရာရှိမှတစ်ခါလာပြီးတော့အကြမ်းမြင်ကြည့်ရင်အောင်နဲ့3000ပေးရတယ်တိလာတယ်သမီးကိုရတယ်ဒါတဲ့တွေးလို့တဲ့ဟိုဟာဖြစ်ထားတယ်သူကအဲ့ဒီပတ်စံမတောင်းငင်အခြေပိုင်းတော့ဆရာတဲ့သမီးကိုတဲ့ပတိစိတ်တဲ့ဟာပြောပြမယ်နော်အရဟံတိတ်တိဘဂဝါဘဂဝါရဟံတိတ်တိဘဂဝါအောင်ဒါမှသူတို့အရှိအောင်ထည့်ပြီးစိတ်တဲ့အောင်အရဟံတိတ်တိအဲ့ဒါကိုပတိစိတ်တဲ့တက်လာတဲ့သမီးတဲ့မနေ့ပြန်ကြရင်လည်းလာခဲ့တိလာတဲ့ဆရာတဲ့ဒီမှာအဋိဌံချိတယ်တဲ့သမီးနဲ့တူတူအဋိဌံပတိစိတ်မယ်တဲ့အဲ့ဒီပတ်စံမယူကြတိုင်းတော့ပြောခဲ့တယ်နော်ပြောခဲ့ပြီးဆိုပဲပတ်စံယူပြီးဆိုအေးတဲ့သမီးတဲ့ငါသမီးတဲ့ကျမ်းမာပါသေးတယ်ဆရာမဒီမှာကြည့်နော်တဲ့ပတ်စံဆရာသမီးကယူချင်လို့ယူတာမယူဘူးလို့ပါတော့ဟဲကိုကပတ်စံတီတက်တာယူတည်ရမလားပါသွားတာဟဲ့မထိုးပေးသေးပါဘူးတကယ်ကို
မနှောမကောင်းတော့ရုပ်တွေပြက်ပြီးတော့ကွယ်ပြန်ယူချင်တာအပတ်ဆံ9000ကိုလဲလေဒါပေမဲ့စကားတွေဟိုတည်မလားကိုမသူကိုဖျားချစ်ကိုနေနေရောက်လာပြီးတော့ပဲသူပြောတာရတယ်ချိုးတော့မှန်နေတာတွေရှိရကွယ်ကိုကြောင့်အဲ့တော့ထားလိုက်တော့ဒီပတ်ဆံ9000ငါသိရမလားလှူလိုက်တယ်လို့ပဲတဘောအဲ့တော့လေ तू ကလေဒီလားအဲ့ဒီပတ်စံယူသွားပြီးကိုမျက်နှာတွေပြက်ပြီးအဲ့လိုရုပ်ပြက်ဆေးပြက်ဖြစ်နေတာကိုမြင်တော့ तू ကဘာပြောသွားမှလို့လဲသမီးတဲ့နင့်ကြည့်ရတာတဲ့တရားအားနေတယ်နော်မြမြလှူပေးတမ်းမေးတယ်အဲ့လိုပြောသွားသေးတယ်ဗျအဲ့အကြောင်းမလို့နော်ချွေတော့အဲ့ဒါပြီးတော့တနင်္ဂနွေနေ့ကိုဆက်သွားသေးတယ်လေလာလားဆိုတော့တစ်စက်မှသူမလာဘူးအဲ့ဒါကြောင့်မို့လေကျွတ်တို့ပေးရသွားလို့ကျွန်တော်ကဆရာဆိုင်ဝဲနာပါဆိုရင်6ရနော်တကယ်ကိုတွေ့တော့ကိုလဲလေရတယ်နောက်တစ်တော့ကိုလဲခံလိုက်ရသေးရမလားအဲ့လိုကြီးကြတော့ဟဲ့အပ္ပစာကိုလည်းပြောမနေချင်တော့အော်တကယ်ခံလိုက်ရတော့ဆရာဆိုင်ဝဲနာရတယ်မှတ်တာလူဘောကတော့တက်တက်ပြက်ပြက်ပါပဲတနင်္ဂနွေချွေတို့ဖျားမှာအော်အေးဟုတ်တယ်ငါညီမလေးပြောချွေတို့ဖျားမှာနော်အင်းချမ်းသွားနဲ့ဖျားသွားချစ်ကိုနေနဲ့ကောင်မလေးကမနှောပြက်ပြီးတော့ပေါ့နော်အဲ့ဒီကမနှောတိတ်မကောက်ခဲ့ဘူးဒါပေမဲ့နောက်ပိုင်းကျတော့ဖျားကိုအာယုစိုက်ပြီးပဲချစ်ကိုပြီးပြန်လာခဲ့လိုက်ပါတယ်ပေါ့နော်အဲ့တော့တတိထားကြနော်ဆရာဆိုင်ဝနာတဲ့